တချို့ကစီးပွားရေးတော့လုပ်ချင်တယ်အချိန်မရှိဘူးမှန်ပါတယ်မဆိုလေအချိန်မရှိတဲ့ဘဝကနေပဲစတင်ပြီးစူးစမ်းခဲ့တာဖြစ်ပါတယ်အချိန်မရှိဘူးဆိုကိုယ်တိုင်ကမိမိရဲ့ပိုင်ဆိုင်ထားတဲ့အချိန်တွေကနေတတိယရှိကိုပေးထားတဲ့အချိန်တွေကနေခွဲချမ်းစိတ်ဖြာတတ်ဖို့အချိန်ကိုစီမံခန့်ခွဲတတ်ဖို့အရင်ကမှလိုအပ်တယ်တချို့ကြအချိန်ကလည်းစင်ပြေပြန်ပြီနော်ငွေကြေးမရှိဘူးမှန်ပါတယ်မဆိုလေငွေကြေးမရှိတဲ့ဘဝကနေစတင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးဆိုတာလည်းမိမိတို့လက်ရှိအလောက်ကနေပြီးတော့ရရှိတဲ့ငွေကြေးကိုဘယ်နေရာမှာအသုံးချမှာလဲဆိုတဲ့စီမံခန့်ခွဲမှုလည်းအရင်ကမှအရေးကြီးတယ်ဒါကြောင့်မို့အချိန်မရှိဘူးဆိုရင်မိမိအခုလက်ရှိအချိန်တွေကိုစီမံခန့်ခွဲလိုက်ပါငွေကြေးမရှိဘူးဆိုလို့ရှိရင်မိမိတို့ရဲ့လစဉ်ရတဲ့ဝင်ငွေရနေပြီးတော့ငွေကြေးစီမံခန့်ခွဲရင်းနဲ့ဘဝမှာတိုးတက်ပြောင်းလဲနိုင်ကြပါသေးလို့ပြောချင်ပါတယ်ဆွေပါလက်ရှိမလေးရှားမှာဖြစ်ပါတယ်ဇာတိကတော့ ARV တိုင်းပသိမ်ဖြစ်ပါတယ်အဲ့တော့ကိုပိုင်စီးပွားရေးကိုလက်ရှိမိမိမအားလက်တဲ့ဂျားတွေကနေကိုပိုင်ချိန်တွေရရှိဖို့အတွက်ကြိုးစားကျင်နေဆိုရင်ဆက်သွယ်လာလို့ရပါတယ်ရှင်